အားလုံးပဲမင်္ဂလာပါဒီနေ့ကလည်းဂျပန်လိုင်းဘောနော်လက်အပြည့်ဖြုတ်ဝင်ဒီမှာအကုန်လုံးဂျပန်လိုင်းတွေပဲလာဖြုတ်ကြပါတယ်ဂျပန်ဘီရင်ဖြစ်နေတော့ဟာလက်တန်းနဲ့ပဲဆိုတော့ဒီအကွေတွေကကျွန်တော်ဒီပုံကျွန်တော်ထုတ်ပြီးမှကတ်တာပါဒီမှာလက်အပြည့်ဘောနော်မပြင်းချင်းတင်ပေးမနော်ရှိုးကြည့်လိုက်အောင်မိုက်လားဒါမျိုးထိုးရှင်လဲကျွန်တော်စီဆက်တော်လာလို့ရပါတယ်နော်ကျွန်တော်လည်းမူဆယ်မှာပဲနေမယ်ဖြစ်ပါတယ်မူဆယ်မှာပဲဆိုင်ဖွင့်မယ်ထိုးချင်ကျွန်တော်ဆက်တော်လိုက်ပါအလုံးဖိတ်ခေါ်ပါတယ်နော်ဖြုတ်မယ်အကုန်လုံးဖြုတ်မယ်โอเคတချက်လိုက်ရှိုးကြည့်နော်ဂျပန်လိုက်တော်များများကျွန်တော်လက်နေပဲဆိုရတာပေါ့နော်ကိုအကျဲပေါ့နော်ဘလို့သွားမယ်ဘလို့လာမယ်အမျိုးပေါ့နော်ဒီလက်နေပို့လက်နေဆိုတော့ပိုကောင်းတော့ကိုကျဲတဲ့ဒီဇိုင်းကိုဆွဲအင်းကျွန်တော်အများဆုံးကတော့လက်နေပဲဆိုရတာဂျပန်လိုက်ကိုချင်းနေဆိုရင်လာတဲ့ချင်းဟိုစောကြည့်ရှင်ကျွန်တော်စီဆက်သွားတယ်ပါဒီမှာတော့တစ်ချက်ရှိုးပါဒီလောက်ပြီးပါတယ်ဒီနေ့ကတော့ဒီမှာအသားထုံနေပြီဆိုတော့ထိုးလို့မရတော့ဘူးเนาะဒီလောက်ပဲပြီးတတ်ပါတယ်ထိုးချင်လည်းကျွန်တော်စီအမြန်ဆက်သွားတိုင်းပါနဲ့เนาะအကုန်လုံးအားလုံးကိုဖိတ်ခေါ်ပါတယ်လို့ဒီမှာအပြည့်ဖြုတ်မှာပေါ့เนาะတစ်ချက်ရှိုးကြည့်လိုက်စောက်ရမ်းမဲ့ပါတယ်စောက်ရမ်းကိုပါတယ်ခဏရည်9 plate ပေါ့9ပြီးတော့ plate ပေါ့အသားရထုံကူလေနော်ထိုးလို့မကောင်းတော့ဆိုတော့ဒီလောက်ပဲပြီးတာပါလေဒီနေ့ကတော့နောက်ရက်ပြန်ဖြည့်မယ်ဒီလောက်ပဲပြီးပါတယ်โอเคကိုလေးဖြုတ်ပေးမယ်နော်အားလုံးဖိတ်ခေါ်ပါတယ်မြန်လာပါမြန်ထိုးပေးမယ်လာစားထုတ်ပြီမလားဘော်ဒါတို့မြန်လာတာမြန်လာကြတော့ဂျပန်လိုင်းတွေပဲဖြုတ်ဂျပန်ပြင်ဖြစ်နေပြီတော့နော်အားလုံးပဲကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးရပြီ